HMM တခုကိုဝယ်ယူမယ်ဆိုရင်ပတ်စံရှည်မယ်စာချုပ်မှာလက်မှတ်ထိုးတယ်ဒါဆိုရင် okay ပြီလို့ထင်ကြတယ်တကယ်တော့အဲ့လိုမဟုတ်ပါဘူးအမိဘပိုင်ဆိုင်ခွင့်ရှိတဲ့မြေတွေကိုပောက်ပနစ်စာရွက်နဲ့မဝယ်တဲ့အခါကျတက်တန်းတိုးလို့ရမှာမဟုတ်ဘူးဥပစာတစ်ခုမှာလူတစ်ယောက်ကလက်ရှိနေထိုင်နေဆိုရင်သူ့ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့အရန်ရောဂါရသွားပြီးတော့သူများပိုင်တဲ့နေရာကိုအတင်းအဓမ္မတကားတွေဖျက်ဆီးပြီးတော့ဝင်ရောက်တာမျိုးအပိုင်သိမ်းဖို့ကြိုးစားတာမျိုးဆိုရင်တော့ဒီဟာတော့ရာဇဝတ်မှုများမြေပိုင်ဆိုင်မှုရှိတဲ့သူတယောက်ကရှောက်ထက်တိုက်တစ်ခုဆောက်လိုက်တယ်တိုက်ခန်းတွေကိုခွဲဝေပြီးတော့ပြန်ရောင်းတယ်တိုက်ခန်းဝယ်တဲ့သူကတော့ဒီနေရာမှာဥပဒေရတော့အင်္ဂါပဲဗျဝင်နေတဲ့သူကနောက်ပိုင်းကျသူကပတ်စံမပေးတော့ဘူးကွာဒီမြေကငါပိုင်တဲ့မြေပဲဘယ်သူမှငါလာနေမထုံးနဲ့တွဲရင်းနေရမှာဆိုရင်မင်းတို့လည်းကြိုးခံဆောင်ပေးမှာမဟုတ်ဘူးအစရှိပင်ဒီလိုမျိုးတွေသူပိုင်တဲ့မြေလိုမျိုးပိုင်ရှင်ကိုဆန့်ကျင်ပြီးတော့နေပြီဆိုရင်အရှင်12နှစ်ကျော်တာနဲ့သူ့ကိုတရားစွဲဆိုပြီးတော့နှိထုတ်ပိုင်ခွင့်ဆုံးရှုံးတယ်မင်္ဂလာပါဆရာမင်္ဂလာပါဗျကြည့်ရှုသူတွေနဲ့ဆရာနှုတ်ဆက်စကားလေးပြောပြပါဦးဗျအားလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသိန်းအောင်ပါကျွန်တော်ကတော့လော်ယာမင်းသိန်းအောင်ဆိုတဲ့ကောက်နာမည်နဲ့ပေါ့လေမြန်မာပြည်သူတွေအသုံးများလေးရှိတဲ့ TikTok ရယ် YouTube ရယ် Facebook ရယ်ဒီ channel တွေကနေဥပဒေရေးရာပုံပြတာတွေကိုမျှဝေပေးနေတဲ့ရှင်းနေတူလည်းဖြစ်ပါတယ်ဆရာအနေနဲ့အင်ချင်မြေစီရင်ထုံးတွေကို knowledge sharing ပုံစံလေးလုပ်ပေးတာပေါ့နော်အဲ့လိုမျိုးဘယ်လိုလုပ် idea ရလာလဲဆိုတာလည်းမျှဝေပေးပါဦးဗျဟုတ်ကဲ့ဒီမြန်မာပြည်မှာအဖြစ်များလေးရှိတဲ့ဒီအမှုခင်းတွေထဲမှာပေါ့လေဒါမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းပေါ်မှာရှေ့ခံပြီးတော့ဖြစ်ကြတာများပါတယ်ဥပမာဒီအင်ရှမ်မြေအယောင်းဝယ်ကိစ္စတွေเนาะအပေါင်နှံကိစ္စတွေဒါအမွေကိစ္စတွေပေါ့လေဒီပြဿနာတွေကကျွန်တော်တို့ဟိုးတုန်းကလည်းရှိခဲ့တယ်အခုလက်ရှိရှင်တီးလည်းရှိနေတယ်เนาะနောင်လည်းရှိနေတော့မှာပဲဆိုတော့ဒီလိုဖြစ်ရတဲ့မှာเนาะဒီအင်ရှမ်မြေနဲ့ပတ်သက်တဲ့ဥပဒေသဘောတရားလေးတွေကိုဒါလူတိုင်းသိရှိထားဖို့ကဒါအရေးပါတဲ့အချက်တစ်ခုပေါ့ဗျာပြီးတော့နောက်ဒီမြန်မာပြည်မှာဆိုရင်လူတိုင်းကဒီအင်ရှမ်မြေကိုသဘောကျကြတယ်ရင်းနှီးမြှုပ်နှံခြင်းတွေဆိုတော့အဲ့လိုမျိုးရင်းနှီးမြှုပ်နှံတဲ့အခါမှာအင်ရှမ်မြေနဲ့ပတ်သက်တဲ့ဥပဒေသဘောတရားလေးတွေကိုသိရှိထားဖို့မဖြစ်မနေလိုအပ်တယ်ဒါမှသာကျွန်တော်တို့ဆုံးရှုံးနိုင်ခြေတွေကိုထုတ်ချနိုင်မှာပေါ့ဗျာကျွန်တော်ဥတီတာကလည်းပညာရှင်အဆင့်မဟုတ်ဘူးကျွန်တော်တို့အဓိက target ကတော့မြန်မာပြည်မှာနေတူတူဝဖြတ်သန်းနေကြတဲ့ပြည်သူတွေပေါ့လေသူတို့ဥတီတာအဲ့ဒါကြောင့် knowledge sharing လုပ်တဲ့ဟာကိုတာမန်လူဘင်းအဆင့်နားလည်လွယ်အောင်ကျွန်တော်စူးစမ်းပြီးတော့မျှဝေပေးခဲ့တာလည်းဖြစ်ပါတယ်ဗျဟုတ်ကဲ့ဟုတ်ကျွန်တော်လည်းတော်တော်များများကြီးဖြစ်တယ်ဆရာ sharing လုပ်ပေးတဲ့ဟာလေးဆိုဆရာအခုပြောသွားသလိုပေါ့နော်ပုံမှန်အရင်ကြီးအဲ့လိုစာသားဆန်တဲ့ဥပဒေအကြောင်းအရာတွေဆိုကျွန်တော်တို့ကနားလည်ရခက်တယ်ဒါပေမဲ့ဆရာပြောပြသွားတဲ့ဟာတွေကြောင့်နားထောင်လိုက်တာနဲ့နားလည်တယ်ပေါ့နော်ပြီးရင်ဆရာပြောသလိုသူများရဲ့ဖြစ်ရက်တွေပေါ်မှာကြည့်ပြီးတော့သူကလည်းဘယ်လိုသုံးသပ်လို့ရလဲကိုယ့်အနေနဲ့ရောဘယ်လိုပြင်ပြီးတော့ကိုဘယ်လိုပြန်ကာကွယ်လို့ရမလဲဆိုတဲ့ဟာလေးတွေလည်းပညာတော်တော်များများရပါတယ်ဗျအခုနောက်ပိုင်းဆရာအင်ချန်မြေမှာပေါ့နော်ဒီရောင်းမဝယ်မားတွေဖြစ်ကြတယ်စာချုပ်အတူစစ်ပြဿနာကြရက်တွေမျိုးစုံထားနေကြတယ်ပေါ့နော်အဲ့ဒီပုံမှာရောဆရာရဲ့ထင်မြင်ယူဆချက်လေးတွေပြောပြပေးပါဦးဗျကျွန်တော်တို့ဒီတာမန်ပြည်သူတွေအနေနဲ့ကတော့ HMM တခုကိုဝယ်ယူမယ်ဆိုရင်ပတ်စံရှည်မယ်စာချုပ်မှာလက်မှတ်ထိုးတယ်ဒါဆိုရင်ဒါ okay ပြီလို့ထင်ကြတယ်တကယ်တော့အဲ့လိုမဟုတ်ပါဘူးကျွန်တော်တို့ဒီမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေနဲ့ပတ်သက်တဲ့ပြဋ္ဌာန်းတဲ့ဥပဒေလေးတွေရှိတယ်ဒါလေးတွေကိုကျွန်တော်တို့ကသိထားဖို့လိုတယ်ဆိုတော့ဒါကတော့အရေးကြီးတယ်ပေါ့ဗျာဒီလိုမျိုးသိထားမှလည်းကျွန်တော်တို့ဒီရောင်းမဝယ်မပြဿနာတွေကိုကျွန်တော်တို့ချော့ချနိုင်မှာဖြစ်တယ်အင်ချမ်မင်နဲ့ပတ်သက်တဲ့ဥပဒေသမားတွေပေါ့ဗျာကျွမ်းကျင်တဲ့သူတွေကိုကျွန်တော်တို့သိသိရှိရမင်းမြန်လေးလာပြီးတဲ့အခါကျမှကျွန်တော်တို့ကအကြောင်းဝင်ဖြစ်ပြီးတော့မှဒီဟာကိုပြန်ပြီးတော့ချော့ချနိုင်မှာဖြစ်တယ်ဗျဟုတ်တယ်ပုံမှန်ဆိုရင်လူတွေကပြီးတော့အရက်စာချုပ်တွေဂရိစာချုပ်တွေနဲ့ပဲအလွယ်ချုပ်ပြီးတော့ရောင်းဝယ်တွေလုပ်နေကြတာတွေများတယ်ပေါ့နော်ဆရာအခုပြောသွားသလိုရှင်းနေတည်ကျွမ်းတဲ့လူတွေဥပဒေသမားတွေနဲ့တည်တည်ချာချာချုပ်ဆိုမှပဲဒီလိုပြဿနာတွေကိုတေချာကာကွယ်နိုင်မယ်လို့လည်းကျွန်တော်တို့ထင်နေဗျဟုတ်အမှန်ဆုံးပဲဗျအဲ့ဒါလေဆရာအနေနဲ့အောဆရာကောင်းလောက်အောင်ပြီးတဲ့ဒီလိုလိမ်လည်မှုတွေနဲ့ရောကြုံဘူးလားဗျဆရာကျွန်တော်တို့စီကိုရောက်လာတဲ့ case တွေပေါ့ဗျာဂရန်ပိုင်ရှင်ကဂရန်ရှိတယ်ဒါပေမဲ့သူ့ဂရန်ကိုတနေရာမှာပေါင်ထားတယ်သူကဘာအကြောင်းပြလဲဆိုရင်ပေါင်ထားတယ်ဆိုတဲ့ကသူကဖုံးကွယ်ထားတယ်သူကအသိမပေးဘူးအဲ့တော့သူ့မှာဂရန်ပျောက်နေတယ်ပေါ့လေဂရန်ပျောက်နေတယ်ဒါပေမဲ့ဒီဟာကိုသူပိုင်နေဆိုပြီးတော့သူကနောက်တစ်ယောက်သူကရောင်းလိုက်တယ်ဝယ်တဲ့သူကလည်းသူပြောတဲ့ဟာယုံပြီးတော့နော်ဝယ်လိုက်တယ်နောက်ပြီးမှအဲ့နေရာမှာအိမ်ဆောက်ပြီးတော့နေတဲ့အခါကျမှပြန်လေးလာလိုက်တဲ့အခါကျမှဂရန်ကပျောက်နေတာမဟုတ်ဘူးသူကတနေရာမှာပေါင်ထားတာဆိုတော့ဒါတွေကဒါလိမ်လည်မှုပေါ့ဗျာနောက်တစ်ခါဟိုတလောကပဲဗျရန်ကုန်မြို့မှာဖြစ်သွားတဲ့ case လေးတစ်ခုရှိဒါကျွန်တော်မိတ်ဆွေပြောပြချက်ရပါဖားကန်းမှာနေတဲ့ကြောက်စိမ့်တထေးဆိုပြီးတော့ဒါလူတယောက်ရန်ကုန်မြို့ရောက်လာတယ်သူကတကယ်ရှမ်းသားတယ်ပေါ့ဗျာသူမှဒီပတ်စံဆိုတာထားစရာနေရာမရှိတော့လောက်သူကရှမ်းသားတယ်ပေါ့လေသူလေကြောင်းလောက်နဲ့ထောင်ထားလို့ပြောတယ်ပြီးရင်အစီ10နဲ့ရှိပြီးတော့နိုင်ငံခြားကနေသူဝယ်ထားတယ်9000နဲ့မြေခွက်တစ်ခုကို9000နဲ့ပြီးဝယ်တာတော့ဒါမျိုးဆိုရင်အများကြီးဈေးပို့ပြီးပေးပြီးတော့ဝယ်ဖို့တော့ကန့်လန့်တယ်ပေါ့ဗျာအဲ့တော့ရောင်းမဲ့သူကလည်းဒါကိုယုံပြီးတော့သူ့နောက်ကနေလိုက်ကြတယ်ပေါ့ဗျာကျွန်တော်မိတ်ဆွေတယောက်ဆိုရင်သူကဟိုတယ်ပိုင်နေဗျသူ့ဟိုတယ်လည်းသူကရောင်းထွက်ချင်တယ်သူ
သူကလည်းတတိလိုလိန်တဲ့သူကလည်းဒါစိတ်ဝင်စားတယ်ပေါ့လေဒီလောက်ရှမ်းသာတဲ့လူကအနည်းဆုံးကတော့ဒါဟိုတယ်မှာတော့တဲရမယ်ပေါ့ဗျာရန်ကိုရလိုက်ဒါပေမဲ့ဟိုတယ်မှာတဲတာမဟုတ်သူကတဲဖို့ခံတစ်ခုမှာတဲပြီးတော့မှသူကလိန်ဖို့ကြိုးစားတာပေါ့ဗျာနောက်ဆုံးလှည့်ပြီးတော့သူလိန်နေတယ်ဆိုရသိရတာအဓိကဘာလဲဆိုရင်ဗျာအင်ရှင်မြေဆိုတဲ့ဟာကတကယ်ကိုတန်ဖိုးကြည့်ပါတယ်ငွေအမောက်ကလည်းများတဲ့ခါကျတော့ဒီအင်ရှင်မြေကိုအရှိခံပြီးတော့လူတွေရဲ့လောဘစိတ်ကိုအသုံးချပြီးတော့ပြီးလိန်လေဖို့ကြိုးစားတဲ့ဖြစ်စဉ်တစ်ခုပေါ့ဗျာဒီဟာတော့ဟုတ်ကဲ့ဆရာခုနကျွန်တော်တို့မျှဝေပေးသွားတယ်မြေပိုင်ရှင်တူကသူ့ရဲ့မြေကွက်ကိုပေါင်နှင်ထားတယ်အဲ့ပေါင်နှင်ထားတဲ့မြေကိုမှအခြားတူကိုသူကရောင်းစားလိုက်တယ်ပေါ့နော်လိန်ခင်လိုက်ရတဲ့လူအနေနဲ့ရောသူ့အနေနဲ့ဘယ်လိုမျိုးပိုင်ဆိုင်မှုကိုပြန်ပြီးတော့ရပိုင်ခွင့်ရှိလဲဘယ်လိုပြန်ပြီးတော့တရားဥပဒေအရသူ့ကိုသူပြန်ကာကွယ်လို့ရမလဲအဓိကတော့ဒီရောင်းတဲ့သူနဲ့ဝယ်တဲ့သူကြားမှာဒါ agreement စာချုပ်ရှိတာပေါ့ဗျာဝယ်တဲ့သူကဝယ်လိုက်တယ်အဲ့မှာအယောင်းဝယ်စာချုပ်မှာတော့ဒီအယောင်းဝယ်နဲ့ပတ်သက်လို့သူဘက်ကဘယ်လိုတာဝန်ခံတယ်ဘယ်လိုတာဝန်ယူတယ်ဆိုတဲ့အကြောင်းရောင်းတဲ့သူဘက်ကထည့်ပြီးတော့ရေးရတာပေါ့လေတကယ်လို့များဒီဟာကသူ့ကိုလိန်လည်ပြီးတော့ရောင်းချခဲ့တာဆိုရင်ဒါကရာဇဝတ်မှုမြောက်တယ်ဗျာဒီဟာလေသူ့ကိုရာဇဝတ်မှုနဲ့သူ့ကိုအရေးယူလို့ရတယ်ရာဇဝတ်မှုနဲ့အရေးယူတဲ့အခါမှာဒါပြစ်မှုမြောက်တော့သူကထောင်ချသွားမှာပေါ့လေငွေတော့ပြန်ရမှာမဟုတ်ဘူးဒါမဲ့ငွေပြန်ရလို့တယ်ဆိုရင်တော့သူနဲ့ကိုနဲ့ကြားမှာရှုပ်ဆိုခဲ့တဲ့ဒီ agreement စာချုပ်ကိုအရှိခံပြီးတော့တရားမကြောင်းအရာပြန်ပြီးတော့ဆွဲဆိုမှကိုဆုံးရှုံးသွားတဲ့ငွေကိုပြန်ရနိုင်တာပေါ့လေဒါမျိုးတွေတော့ရှိတာပေါ့ဒါပေမဲ့လိန်တဲ့သူကတော့ပေါ့ဗျာဒီမြန်မာပြည်မှာလိန်ပြီးတော့လိပ်စာပြောက်ရှီယာဖျောက်သွားတဲ့သူတွေအများကြီးပဲအဲ့လိုမျိုးဖျောက်သွားရင်ဝယ်တဲ့သူမှာတော့ဒါဆုံးရှုံးနေနိုင်ကြီးတော့ပိုများတာပေါ့ဗျာအခုဖြစ်သွားတဲ့ပြဿနာမှာဆိုဒီနစ်နာတဲ့သူကမြေကိုလည်းမပိုင်ရတယ်လို့သူဆုံးရှုံးသွားတဲ့ပတ်စံကိုလည်းပြန်ရဖို့ဆိုတာတော်တော်လေးခက်ခဲနိုင်တဲ့ကိစ္စဖြစ်သွားနိုင်တယ်လို့ဆိုဟုတ်တယ်ဗျာကျွန်တော်တို့မြေတစ်ခွက်ကိုအရက်စာချင်းနဲ့ဝယ်တဲ့အခါမှာတော့ဒီလိုမျိုးတွေ risk ရှိတာပေါ့ဗျာတကယ်ဒီ grand မြေလိုမျိုးအမီးပပိုင်ဆိုင်ခွင့်ရတဲ့မြေမျိုးကိုမှတ်ပုံတင်စာချုပ်နဲ့ဝယ်မှသူ့ရဲ့ပိုင်ရေးဆိုင်ခွင့်ကကိုယ့်စီရောက်လာမှာမှတ်ပုံတင်စာချုပ်နဲ့ဝယ်ရင်ဘယ်လိုပဲဖြစ်ဖြစ်ပိုင်ဆိုင်မှုကကိုယ့်စီမှာရှိတဲ့အတွက်ကြောင့်ကိုယ့်စီရောက်လာတဲ့အတွက်ကြောင့်ဒီဟာကိုရှင်းခံပြီးတော့ဥပဒေရကိုကအကာအကွယ်ယူလို့ရတယ်တာမန်အရက်ကတိစာချုပ်နဲ့ဝယ်တာမျိုးဆိုရင်တော့သူ့ရဲ့ပိုင်ဆိုင်မှုကကိုယ့်စီရောက်လာမှာမဟုတ်ဘူးဒီလိုမျိုးရှိတာပေါ့ဗျာဟုတ်ကဲ့မှတ်ပုံတင်စာချုပ်ဆိုတာလေးကိုလည်းကျွန်တော်တို့အကျယ်တပွင့်လေးနည်းနည်းလေးရှင်းပြပေးပါဦးဗျာဆရာအဓိကတော့ဗျာကျွန်တော်တို့ကမြေတစ်ခွက်ဝယ်မယ်ဆိုရင်တော့ဒီမြေကဘယ်လိုမြေအမျိုးအစားလဲဆိုတဲ့ဟာသိချိဖို့လိုတယ်ဂရမ်မြေပုဂ္ဂလိကပိုင်ဆိုင်မှုရတယ်ဘိုးဘပါမြေပုဂ္ဂလိကပိုင်ဆိုင်မှုရတယ်သူအမီပေါက်ခေါင်းစဉ်နဲ့ပိုင်ဆိုင်မှုရတယ်ပေါ့ဗျာမြေပါမြေတော့အမီပေါက်ခေါင်းစဉ်နဲ့ပိုင်ဆိုင်ခွင့်ရတယ်ဒီလိုမြေမျိုးကိုဝယ်တဲ့အခါမှာကျွန်တော်တို့ကရောင်းတဲ့သူကတော့အယောင်းမြေဝင်ရှာရတယ်ပြီးမှကျွန်တော်တို့အခွန်တွေဆောင်ရတယ်ရောင်းတဲ့သူကရောင်းတဲ့ခွန်ဆောင်ဝယ်တဲ့သူကဝယ်ခွန်ဆောင်ပေါ့လေပြီးမှမှတ်ပုံတင်စာချုပ်ရှုပ်မှတ်ပုံတင်စာချုပ်ရှုပ်ပြီးတဲ့အခါကျမှဝယ်တဲ့သူရဲ့အမီပေါက်ကိုသူကပြောင်းလဲလုပ်ရတယ်ပေါ့လေဒီဟာကတော့ဒါမှတ်ပုံတင်စာချုပ်နဲ့အယောင်းဝယ်လုပ်တဲ့ဟာခိုင်မာတယ်ပေါ့ဗျာဒီပါမစ်မြေလို့ပေါ့ဗျာစလစ်မြေလိုမျိုးဒီဟာတွေကစိုးရရဲ့စီမံခန့်ခွဲမှုအောက်မှာရှိတဲ့မြေဒီမြေတွေကတော့စိုးရမြေဖြစ်တဲ့အတွက်ကြောင့်အမီပေါက်ပိုင်ဆိုင်ခွင့်မရှိဘူးမှတ်ပုံတင်စာချုပ်ရှုပ်လို့မရဘူးအဲ့တော့တချို့ကလည်းကျွန်တော်တို့အမီပေါက်ပိုင်ဆိုင်ခွင့်ရှိတဲ့မြေတွေကိုဝယ်တဲ့အခါမှာမှတ်ပုံတင်စာချုပ်နဲ့မဝယ်ဘူးမှတ်ပုံတင်စာချုပ်နဲ့မဝယ်တဲ့အခါကျတော့အခွန်အခများတာလည်းပါတာပေါ့လေသူတို့အကြောင်းပြတာပေါ့ဗျာလောလောဆယ်ကတော့ငွေကတော့မတက်နိုင်သေးဘူးเนาะဒီတိုင်းမဝယ်ထားလိုက်မယ်ဆိုတဲ့အားမျိုးဂရမ်မြေလိုမျိုးဘောပါပိုင်းမြေလိုမျိုးအမီပေါက်ပိုင်ဆိုင်ခွင့်ရှိတဲ့မြေတွေကိုမှတ်ပုံတင်စာချုပ်မရှုပ်ဘဲနဲ့မိတူဆိုင်ကအရေးကလေးစာချုပ်နဲ့အယောင်းဝယ်လုပ်တဲ့အခါမှာပစ္စည်းကိုတော့ကိုလက်ရောက်ယူထားလို့ရတယ်ဒါပေမဲ့ပိုင်ဆိုင်မှုခေါင်းစဉ်ကသူ့စီရလာမှာမဟုတ်ဘူးဥပမာဆိုကြပါစို့ဗျာမြေတစ်ခွက်ကဥမောင်နေဆိုတဲ့သူကအမီပေါက်နေတယ်ဥမောင်နေကနေဥမောင်ဖြူကိုသူကရောင်းလိုက်တယ်ဥမောင်ဖြူရောင်းလိုက်တယ်ဆိုတော့ဥမောင်ဖြူကမှတ်ပုံတင်စာချုပ်နဲ့ဝယ်တဲ့အခါကျမှဥမောင်ဖြူရဲ့အမီပေါက်ကိုပြောင်းလာရောက်လာမှာပေါ့လေတာမန်ရက်ကတိစာရွက်နဲ့ဝယ်ရင်ပိုင်ဆိုင်မှုခေါင်းစဉ်ကသူ့စီကိုရောက်လာမှာမဟုတ်ဘူးဒါပေမဲ့လောလောဆယ်သူကလက်ရှိထားလို့ရတယ်နောက်ပိုင်းမှာကျတော့ဘယ်လိုမျိုးဖြစ်နိုင်လဲဆိုရင်ဂရမ်မြေလိုမျိုးဆိုတဲ့ဟာကတော့ဒါကတက်တန်းရှိတယ်လေမြေငှားစာချုပ်က230တို့260တို့ဒီလိုမျိုးပေးထားတာများတယ်တချို့မြေခွက်တွေဆိုရင်90ဝန်းကျင်လောက်ကမြေငှားစာချုပ်နဲ့ဂရမ်ချထားပြီးတယ်ပေါ့လေဆိုတော့အခုလက်ရှိရှိမှဆိုရင်နှစ်ပေါင်း30ကျော်လောက်ရှိသွားပြီသူ့ရဲ့တက်တန်းကနှစ်ပေါင်း30နီးပါးလောက်ကျန်တော့တယ်ပေါ့ဗျာတရှင်ရှိမှာတော့တက်တန်းကုန်ပါပဲတက်တန်းကုန်တဲ့အခါမှာဘာပြဿနာတက်နိုင်လဲဆိုရင်သူကတက်တန်းကုန်သွားတဲ့အဲ့ grand ကိုသူကတက်တန်းတိုးလို့ရမှာမဟုတ်ဘူးဘာဖြစ်လို့ဆိုရင်သူကအရက်ကတိစာရင်းနဲ့ဝယ်ထားတယ်သူ့အမီပါမဟုတ်ဘူးသူ့အမီပါမဟုတ်တဲ့အတွက်ကြောင့်သူကအဲ့ဟာကိုသူများအမီပေါက်နေတဲ့ grand ကင်ပြီးတော့တက်တန်းတိုးဝေးပါလို့သွားချလို့ရမှာမဟုတ်ဘူးနောက်ပိုင်းမှာဒီလိုမျိုးပြဿနာတွေရှိနေတာပေါ့ဗျာအမီပေါက်တဲ့လူကိုယ်တိုင်ကပဲတက်တန်းတိုးလို့ရမှာလေမြေယာပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့အငင်းပွားစရာကြုံလာတဲ့အခါမှာလေအရက်ကတိစာချုပ်နဲ့ဝယ်ထားတဲ့သူကဥပဒေရထုရှိတဲ့အခါမှာရှင်းလင်းတဲ့အခါမှာအားနည်းချက်လေးတွေတော့ရှိနိုင်တာပေါ့ညာဒီမြေရောင်းမြေဝယ်တွေပါဆိုရင်ကျွန်တော်တို့ပ
ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုဒီမှတ်ပုံတင်စာချုပ်ချုပ်ထားတာဒီအခိုင်အမာဆုံးလို့ပြောလို့ရပါတယ်အပန်းဆုံးပဲဗျကျွန်တော်တို့ဒီ land holder right ဆိုတာရှိတယ်နော် land holder မြေပိုင်ရှင်အခွင့်အရေးပေါ့ဗျာမြေကိုပိုင်တဲ့သူကတကယ်မြေပိုင်ရှင်ပဲအဲ့ဒီမြေကိုပိုင်ဆိုင်ခွင့်အမည်ပေါက်ပိုင်ဆိုင်ခွင့်ရတယ်တရားဝင်အမည်ပေါက်လွှဲပြောင်းရောင်းချလို့ရတယ်တရားကိုလွှဲပြောင်းပေးကမ်းလို့ရတယ်လူဒန်းလို့ရတယ်သူပိုင်တဲ့ပစ္စည်းမို့လို့သူ့ရဲ့ပိုင်ဆိုင်မှုခေါင်းစဉ်အောက်မှာရှိတဲ့မြေမို့လို့သူစိတ်ကြိုက်သူကစီမံခန့်ခွဲနိုင်တယ်အဲ့လိုမျိုးဖြစ်ဖို့အတွက်ကတော့မှတ်ပုံတင်စာချုပ်နဲ့အယောင်းဝယ်လုပ်တဲ့အခါကျမှပဲသူ့ရဲ့ပိုင်ဆိုင်မှုခေါင်းစဉ်အောက်ကိုရောက်လာမှာပေါ့လေဆရာကျွန်တော်တို့အင်ချင်မြေနဲ့ပတ်သက်လို့အယောင်းမဝယ်မမဖြစ်ဖို့အဓိကအရေးကြီးဆုံးအချက်တစ်ချက်ဆိုရင်ဘာဖြစ်မလဲအရေးကြီးဆုံးကတော့ကျွန်တော်တို့အင်ချင်မြေတစ်ခုဝယ်မယ်ဆိုရင်တကယ်ရောင်းပိုင်ခွင့်ရှိရသူလားဆိုတာအရင်ဆုံးကြည့်ရတယ်ကျွန်တော်ဥပမာပေါ့ဗျာကျွန်တော်တို့ကအမေကတော့အင်ချင်မြေဝယ်လိုက်တယ်เนาะစာချုပ်ရှိရင်အဲ့ဒါကိုသားကနေပြီးတော့အဲ့စာချုပ်ယူပြီးတော့နောက်တစ်ရက်သွားရောင်းလိုက်တယ်ဝယ်ထားတာကတော့အမေပြန်ရောင်းလိုက်တာတော့သားဆိုရင်ဒီဟာအဆက်ဆက်မရှိတော့ဒါမျိုးတွေကြည့်ရတယ်ပြီးတော့ကျွန်တော်တို့အင်ချင်မြေတစ်ခုဝယ်တော့မယ်ဆိုရင်ဒီဟာကတကယ်ရောင်းပိုင်ခွင့်ရှိတဲ့သူလားတော့တရားရုံးမှာအမှုခင်းဖြစ်နေတာရှိသလားဆိုရယ်ဆုံးရမယ်အချုပ်ချင်းရှိသလားတနေရာမှာပေါင်ထားတာရှိသလားအာမခံထားတာရှိသလားဒီလိုမျိုးတွေကျွန်တော်တို့ကြည့်ရတယ်ပြီးတော့နောက်တစ်ခုကပေါ့ဗျာမြန်မာဒလီထုံးတန်းဥပဒေအရဆိုရင်လင်များနှစ်ဦးပိုင်ပစ္စည်းဆိုရင်လင်များနှစ်ယောက်စလုံးရောင်းပါကျွန်တော်တို့ကပို့ပြီးတော့စိတ်ရှရတယ်ယောက်ျားနာမည်နဲ့အမိပေါက်နေတယ်ပေါ့ဗျာယောက်ျားနေပြီးတော့ဂရမန်ကအမိပေါက်နေတာပဲဆိုပြီးတော့သူကရောင်းလိုက်ပြီသူမိမကဒီအယောင်းဝယ်ကိစ္စမှာသူ့ရဲ့ဝေစုမပါဘူးဟုတ်တယ်မလားကျမဝေစုကျမပြန်ပေးပါဆိုရင်ဝယ်ထားတဲ့သူကပြန်ပေးရတယ်နော်ဒါမျိုးတွေရှိတာပေါ့လေအဲ့ဒါလေးတွေကြည့်ရတယ်ပြီးတော့တခါကိုဝယ်မဲ့မြေကဘယ်လိုမြေမျိုးစားလဲဆိုတဲ့ဟာလည်းကြည့်ရသေးတယ်ဟုတ်တယ်မလားဒီလေယာမြေလားဟောဒါမှမဟုတ်ဒီအမိပေါက်ပိုင်ဆိုင်ခွင့်ရတဲ့နော်ဂရန်မြေလားမြေပိုင်မြေလားဟိုဘိုးဘပိုင်မြေလားအစရှိမဲ့ဒါမျိုးတွေလည်းကြည့်ရတာပေါ့ဗျာဟုတ်ကဲ့ဟိုအဲ့ဆိုလင်မြန်းနှစ်ယောက်မှာဥမာအမျိုးသားပဲဖြစ်စေအမျိုးသမီးပဲဖြစ်စေတူကအမိပေါက်ဖြစ်နေပါတယ်ဆိုရင်တော့မှသူတယောက်တည်းရဲ့ဆန္ဒအတိုင်းရောင်းချပိုင်ခွင့်မရှိဘူးပေါ့မရှိဘူးဗျနောက်တစ်ခုကလင်များနှစ်ယောက်တရားဝင်ဖြစ်နေတဲ့ကာလမှာနော်လင်ယောက်ျားဖြစ်တဲ့သူကသူ့မိန်းမကိုအတိမပေးဘဲနဲ့သူ့ရဲ့သားသမီးတွေကိုတခါတည်းအခန်းတွေပေါ့ဗျာအမိတွေကိုအမိပေါက်ပြောင်းပေးလိုက်တယ်သူ့မိန်းမကမသိဘူးဒီနေ့သူ့မိန်းမကပြီးသွားတဲ့ခါကျတော့နော်ဒီအယောင်းဝယ်စာချုပ်ကတရားမဝင်ဘူးမိန်းမကိုအတိမပေးဘဲနဲ့ရောင်းပိုင်ဝင်မရှိဘူးပေးပိုင်ဝင်မရှိဘူးဒီဟာပြန်ဖြတ်ပေးပါဆိုရင်တရားရုံးကနေပြန်ဖြတ်ပေးရတယ်ဒီဟာကတော့ဥပဒေမှာဒီဟာနဲ့ပတ်သက်လို့ခိုင်မာတဲ့ပြဋ္ဌာန်းချက်တွေရှိပါတယ်ဒါတွေကိုလည်းကျွန်တော်တို့ကမဖြစ်မနေသတိထားရမယ်ဗျမဟုတ်ဘူးဆိုရင်ဝယ်လိုက်ပြီးနောက်မှတရားတစ်ပေါင်တွေဖြစ်ပြီးတော့ဝယ်ထားတာတော့မှန်တယ်ဒါပေမဲ့ခုနလိုလင်မြန်းနှစ်ယောက်ပိုင်ပစ္စည်းကိုတရားရောက်ကသဘောမတူဘဲနဲ့အသိမပေးဘဲနဲ့ဝယ်လိုက်မိရဆိုရင်ဝယ်ထားတဲ့သူကပြန်ပေးရတတ်တယ်ဒါဆရာအခုပြောမှပဲကျွန်တော်ကြားဘူးတာဒီတော့ဆိုကျွန်တော်ထင်တာတော့အမိပေါက်သူကကိုယ်တိုင်လက်မှတ်ထိုးရောင်းချလိုက်တာနဲ့ပြီးရဲ့ကိစ္စလို့ကျွန်တော်ထင်ခဲ့တာပေါ့နော်ဆရာတကယ်လို့အခုချိန်မှာမြေတစ်ခွက်ကိုဝယ်လိုက်ပြီးဒီမြေကိုအပြည့်အဝအခိုင်အမာပိုင်ဆိုင်ဖို့အတွက်ဆိုရင်ပေါ့နော်ဥပဒေဆိုင်ရာကိုဘလို့အထောက်ထားတွေလိုအပ်သေးလဲဗျခွန်ခရဆောင်ပြီးတော့ဒါမှတ်ပုံတင်စာချုပ်ရှုပ်ပြီးတော့အယောင်းဝယ်လုပ်တာကစိတ်ချဆုံးပဲဗျမှတ်ပုံတင်စာချုပ်ရှုပ်ပြီးပြီဆိုရင်အဲ့ဒီမြေကိုကိုယ့်ရဲ့အမိပေါက်ပြောင်းလိုက်လို့ရတယ်ကိုယ့်အမိပေါက်ဖြစ်သွားရင်ဒီဟာခိုင်မာတဲ့သက်သေအထောက်ထားပါဗျဟုတ်ကျွန်တော်တို့ဒီပါမစ်မြေတွေနဲ့ပတ်သက်ပြီးတော့ဒါအယောင်းဝယ်လုပ်ကြတယ်ကိုယ်ဝယ်လိုက်တဲ့မြေကပါမစ်စာရုပ်ထဲမှာအမီပေါက်ရှိနေသေးတယ်ဆိုရင်အဲ့ဒါကို CV မှာသွားပြီးတော့ဒါ grant လျှောက်လို့ရတယ်ပါမစ်စာရုပ်ကိုပဲလက်ထက်မှာကင်ထားတာမဟုတ်ဘဲနဲ့ grant ရအောင်အထိဒါစူးစမ်းသေးတယ် grant ရအောင်အထိစူးစမ်းရဆိုရင်ကိုယ့်ရဲ့အမီပေါက်ရလာမှာပေါ့ဗျာကိုယ့်ရဲ့အမီပေါက်ရရင်တော့ဒါစိတ်ချရတယ်ပေါ့လေပြီးတော့နောက်တစ်ခုကကျွန်တော်တို့ grant မြေကိုအယောင်းဝယ်လုပ်ကြရတယ်တချို့ကတော့မှ P40 ရှိတဲ့မြေတူကတ်ကိုဒါ20ခွဲပြီးတော့ကိုကဝယ်လိုက်တယ်ပေါ့ဗျာဒီမှတ်ပုံနဲ့အယောင်းဝယ်စာချုပ်မလုပ်ဘူးအရက်ကိစ္စစာချုပ်နဲ့ကိုကဝယ်လိုက်တယ်ဒါပေမဲ့အဲ့ဒီ grant မြေကဥပမာဥမောင်ဖြူဆိုတဲ့အမည်ကလူကအမည်ပေါက်နေတယ်ဆိုရင်သူလက်ရှိအဲ့နေရာကိုဝယ်ပြီးတော့နေထိုင်ပေမဲ့နာမည်မပြောင်းဘူးဆိုရင်မှတ်ပုံနဲ့စာချုပ်နဲ့မဝယ်ဘူးဆိုရင်အဲ့ဒီမြေအမည်ပေါက်ကဥမောင်ဖြူပဲဖြစ်နေမှာသူ့ရဲ့ပိုင်ဆိုင်ခွင့်ကသူ့စီကိုရောက်လာမှာမဟုတ်ဘူးအကောင်းဆုံးကတော့ဒီမှတ်ပုံနဲ့စာချုပ်ချုပ်ဆိုထားဖို့ကအရေးကြီးဆုံးပဲတချို့ဟာလေးတွေရှိတယ်ဗျဟိုက P20 ရှိတယ် P20 မှာအမီပေါက်တဲ့သူကတယောက်10ပေခွဲပြီးတော့သူရောင်းလိုက်အယောင်းဝယ်လုပ်ကြတယ်ပေါ့ဗျာ10ပေဆိုတော့ကျွန်တော်တို့က grant ခွဲစေလို့လည်းမရဘူးဒါပေမဲ့ကျွန်တော်တို့ကဒီ grant မြေဖြစ်တဲ့ခါကျတော့အယောင်းဝယ်ပတ်ပုံတင်စာချုပ်ရှုပ်ဆိုပြီးတော့ရောင်းလို့ရတယ် grant ခွဲလို့မရရင်တောင်မှအဲ့ဒီ grant မှာတော့ဝယ်တဲ့သူပူတွဲပြီးတော့ထည့်တင်တယ်ထည့်လို့ရတယ်အဲ့လိုမျိုးထည့်လိုက်ပြီဆိုတဲ့အခါကျမှကိုယ့်ရဲ့အမီပေါက်ပေါ့ဗျာဥမာဥမောင်ဖြူစီကနေဥမောင်နေကဝယ်လိုက်တယ်10ပြီးခွဲပြီးတော့ဝယ်လိုက်တယ်ပေါ့လေဒါပေမဲ့အဲ့မြေခွက်ကြီးကိုကျွန်တော်တို့က10ပြီးဖြစ်တဲ့အတွက်ကြောင့်ခွဲစိလည်းမရဘူးเนาะပြီးမပြည့်တဲ့အခါကျတော့အနည်းဆုံးပြီး20 60ရှိရမှာပေါ့ခွဲစိလည်းမရပေမဲ့လည်းအဲ့ဒီ gram မှာနောက်တစ်ယောက်ဝယ်ထားတဲ့သူရဲ့အမီကိုเนาะကျွန်တော်တို့ပေါင်းထည့်လို့ရတယ်ပူးတွဲပိုင်ဆိုင်မှုပေါ့ဗျာအဲ့ဒါမျိုးဆိုရင်လည်းကျွန်တော်တို့ကစိတ်ချရပါတယ်ဒီဟာလေဒီပူသွဲစာချုပ်မှာကိုယ့်နာမည်ပါနေတယ်ဆိုမှသာလျှင်ဒီမြေကဥမာဆရာအခုပြောသလို10ပေပဲကျွန်တော်ခွဲဝယ်ထားတယ်ဆိုရင်တော့မှကျွန်တော်အနေနဲ့ခိုင်မာတဲ့ပိုင်ဆိုင်မှုတစ်ခုလို့နားလည်လို့ရတယ်ပေါ့နော်ဆရာ
မှန်တယ်ဗျဒီဟာတော့ကိုယ့်ရဲ့ခိုင်မာတဲ့အထောက်အထားပေါ့ဗျာပူတွဲပိုင်ဆိုင်နေဆိုတဲ့သဘောတရားကတော့ဒီဟာကိုရောင်းတာပဲဖြစ်ဖြစ်ပေါင်နှံတာပဲဖြစ်ဖြစ်ဘဏ်တွေမှာပေါင်နှံတာပဲဖြစ်ဖြစ်ဒီဟာကိုပူတွဲပိုင်ရှင်ကိုအသိမပေးဘဲနဲ့လုပ်လို့မရဘူးဆရာကျွန်တော်တို့ဒီအခွန်နဲ့ပတ်သက်ပြီးတော့ဗောနော်လူတော်တော်များများကြတော့ဟိုရှောင်ကျင်ကြတယ်မလုပ်ချင်ကြဘူးဗောနော်ဒီရောင်းဖို့ဝယ်ခွန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ခိုင်မာမှုပေါ်ဘယ်လိုမျိုးထိရောက်မှုတွေရှိလာလဲအဓိကတော့ဒီအခွန်ခတွေကကိုယ့်ရဲ့အမိဘပိုင်ဆိုင်ခွင့်ရဖို့အတွက်တကယ်ကိုအရေးကြီးတယ်ဗျအခွန်ခမဆောင်ဘဲနဲ့ဒီပိုင်ဆိုင်မှုကဥပဒေကကိုယ့်ရဲ့ပိုင်ဆိုင်မှုခေါင်းစဉ်အောက်ကိုဘယ်တော့မှရောက်လာမှာမဟုတ်ဘူးတကယ်ကိုအရေးကြီးတယ်ကျွန်တော်တို့ကဒီတချို့ကြတော့ဗျအယောင်းဝယ်တော့လုပ်လိုက်တယ်ဒါပေမဲ့အခွန်ခတွေမဆောင်ဘူးမှတ်ပုံတင်စာချုပ်မရှိတဲ့အခါကျတော့ဥပဒေကသူ့ရဲ့ပိုင်ဆိုင်မှုမူလပိုင်ရှင်ရဲ့ပိုင်ဆိုင်မှုကဝယ်တဲ့သူရဲ့ပိုင်ဆိုင်မှုခေါင်းစဉ်အောက်ကိုရောက်လာမှာမဟုတ်ဘူးဒီဟာကတော့အရင်အရေးကြီးပါတယ်ဒီဟာလေသတိထားသင့်တယ်ကျွန်တော်ဒီမန္တလေးကဖြစ်စဉ်တခုပြောပြမယ်ဆိုတော့မန္တလေးမှာဒါမြေခွက်ကြီးတစ်ခွက်ပေါ့ဗျာဘိုးဘပန်မြေခွက်ကြီးဆိုတော့အမွေဆိုင်တယောက်ကဒီဟာကိုအကွက်ရိုက်ပြီးတော့ရောင်းလိုက်တယ်ရောင်းလိုက်တော့ဝယ်တဲ့သူကလည်းဝယ်တယ်အိမ်စားပြီးတော့နေကြတယ်ပေါ့ဗျာဒီနေ့တော့အမွေဆိုင်တယောက်ကအဲ့ဒီမြေကိုအမွေမခွဲရသေးဘူးကျွန်တော်တို့အမွေခွဲပေးပါဆိုပြီးတော့တရားရုံးမှာတရားသွားဆွေးတယ်တရားရုံးကလည်းမှန်ကန်တဲ့အတွက်ကြောင့်စစ်ဆေးပြီးတဲ့အခါကျတော့အမွေခွဲဝေပေးဖို့အမိန့်ချလိုက်တယ်ပေါ့ဗျာအဲ့ဒီမြေခွက်မှာဝယ်ပြီးတော့နေထိုင်တဲ့သူတွေကနေထုတ်ခံရမှာသူကစိုးရင်ကြပြုတ်လာပြီဘယ်လိုမျိုးဖယ်ရှားခံရမလဲဘယ်လိုမျိုးလုပ်ခံရမလဲဆိုတဲ့ဟာပေါ့လေဘာဖြစ်လို့လဲဆိုရင်ဒီနေရာမှာသူတို့ဝယ်တဲ့စာချုပ်ကတာမန်မိတုဆိုင်ကရတဲ့ဒါအယက်ကတိစာချုပ်ပေါ့ဗျာသူ့ရဲ့ပိုင်ဆိုင်မှုခေါင်းစဉ်ကသူတို့စီရောက်မလာဘူးပိုင်ဆိုင်မှုကိုခေါင်းစဉ်လွှဲပြောင်းပြီးတော့ဝယ်တာမဟုတ်ဘူးတာမန်အယက်ကတိစာချုပ်နဲ့ဝင်လိုက်တာတကယ်လို့များရောင်းပိုင်ခွင့်ရှိတဲ့သူကခွန်ခါတွေဆောင်ပြီးတော့မှတ်ပုံတင်စာချုပ်ရှုပ်ပြီးတော့သူတို့ရဲ့ပိုင်ဆိုင်မှုခေါင်းစဉ်ကိုရောက်အောင်အယောင်းဝယ်လုပ်တာမျိုးဆိုရင်တော့ဘာမှစိတ်ပူစရာမရှိဘူးလေမှတ်ပုံတင်စာချုပ်ကိုပြပြီးတော့မှဒါကိုပိုင်ဆိုင်နေဆိုတဲ့အကြောင်းကိုတရားရုံးမှာပြန်ပြီးတော့ခုခံရှေ့ပါလို့ရတာပေါ့ဗျာဒါပေမဲ့သူတို့ဝယ်ထားတဲ့စာချုပ်ကတာမန်အယက်ကတိစာချုပ်ဖြစ်တဲ့ခါကျတော့ဒီဟာကပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ကိုယ့်ဘက်ကခိုင်မာတဲ့သက်သေအထောက်အထားဖြစ်မလာဘူးပေါ့ဗျာဟိုဒါအရင်ကိုအရေးကြီးရနော်ဒီအချက်လေးဒီယူမဆိုင်မိလိုက်တာနဲ့ကိုယ့်ရဲ့ငွေလဲရှုံးနိုင်တယ်အိမ်ရောမြေရောအကုန်ဆုံးရှုံးသွားနိုင်ဆရာတကယ်လို့ကိုကဒီလိုမူရင်းပြောက်ပါမစ်မိတ်တူမြေတစ်ခွက်ကိုဝယ်မိခဲ့တယ်ဆိုရင်ရောဒီဟာကိုကျွန်တော်တို့ဂရန်အမိပေါက်တဲ့အထိပြောင်းလဲလုပ်ယူနိုင်လို့ရပါဗျဟုတ်ကဲ့ကျွန်တော်ဒီ permit ဆိုတဲ့နေရာမှာဒီ permit ကို grant ရှောက်တဲ့နေရာမှာဒါနှစ်ပိုင်းရှိတာပေါ့လေပထမတစ်ပိုင်းကတော့အမီပေါက်တဲ့လူကိုယ်တိုင်ကစီမံမှာသွားပြီးတော့သူက grant သွားရှောက်လို့ရတယ်ဟိုရင်တော့ကတော့ permit မှာအမီမပေါက်တဲ့သူတွေကလည်းဒါစစ်စစ်စာချုပ်ရှိရင်သူတို့ grant ရှောက်လို့ရခဲ့တာရှိတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ဆိုရရဲ့ညွှန်ကြားချက်အရာပေါ့လေ permit မှာအမီပေါက်တဲ့လူကိုယ်တိုင်မှာ grant ကိုရှောက်လို့ခွင့်ရှိတယ်ပေါ့ဗျာဒီလိုမျိုးသတ်မှတ်ထားတာတွေရှိတယ်ဒီ permit စာရွက်မှာအမီပေါက်တဲ့လူကလက်ထက်မှာမူရင်းစာရွက်ရှိရဆိုရင်ဂရန်ချလို့ရတယ်တကယ်လို့များသူ့မှာမူရင်းစာရွက်ကပျောက်သွားတယ်ဒါပေမဲ့အမိဘကိုယ်တိုင်ကရှိတယ်သူ့မှတ်တမ်းတွေကရုံးမှာရှိပြီးသားလေသွားပြောပြီးတော့ကျွန်တော်မှမူရင်းစာရွက်ပျောက်သွားပါတယ်ဆိုပြီးတော့သွားပြောပြီးတော့မှတော့ပါမစ်ပျောက်ဂရန်သွားချလို့ရတယ်ကျွန်တော်တို့စီပင်ကနေပါမစ်ပျောက်ဂရန်ထုတ်ပေးတယ်ပေါ့ဗျာဆိုတော့အဲ့ဂရန်နဲ့ကျွန်တော်တို့ကအယောင်းဝယ်လုပ်လို့ရတယ်တကယ်လို့များအဲ့လိုမျိုးအယောင်းဝယ်လုပ်ပြီးတဲ့တရှင်းချင်းနောက်ပိုင်းမှာပေါ့ဗျာဒီမူရင်းပါမစ်စာရွက်ကပြန်ရလာတယ်ပြန်ရလာရင်တော့အရင်ထုတ်ပေးထားတဲ့နော်ပါမစ်ပျောက်ဂရန်ကိုပြန်အပ်ပြီးတော့မှတကယ်နောက်ထပ်ဒီဂရန်ပြန်ချောက်လို့ရတယ်ဒီဟာတော့အယောင်းဝယ်လုပ်လို့ရပါတယ်ဒီဟာလေအခုနောက်ပိုင်းဆရာ GPSP နဲ့ပတ်သက်ပြီးတော့ကန့်သက်ချက်တွေအများကြီးထွက်လာတယ်လို့သတင်းထွက်နေတယ်ပေါ့နော်အဲ့ဒီပုံမှာရောဆရာတစ်ချက်လောက်ပြောပြပေးပါဦးဗျ GPSP ဆိုတာနှိမ့်ချုပ်ပြရတော့ဒါကိုယ်စားလှယ်လွှဲစာပေါ့ဗျာလူတစ်ယောက်ကသူ့ကိုယ်တိုင်လိုက်ပြီးတော့မလုပ်ပေးနိုင်တဲ့ခါကျတော့သူ့ကိုယ်စားစရင်ကိုပွားတစ်ယောက်လို့ဆောင်ရွက်ဖို့အတွက်ကိုယ်စားလှယ်လွှဲစာလွှဲပေးလိုက်တာကိုယ်စားလှယ်လွှဲစာလွှဲပေးလိုက်တဲ့ဆိုတဲ့ကလွှဲပေးတဲ့သူတက်ရှိတင်ရရှိနေတဲ့အခါကြာမှာပဲအဲ့ကိုယ်စားလှယ်လွှဲစာကအသက်ဝင်တယ်ဒီလွှဲပေးလိုက်တဲ့သူကတည်သွားတာဖြစ်ဖြစ်ဟုတ်တယ်မလားဒါမျိုးဆိုရင်တော့သက်မဝင်တော့ဘူးကျွန်တော်ဒီ ancient မြေအယောင်းဝယ်လုပ်တဲ့အခါမှာအရင်တုန်းကဆိုရင်တော့ SP တွေယူထားတယ်ပေါ့ဗျာ special power ယူထားလိုက်တယ်အမီပြောင်းတဲ့ခါကျမှအဲ့ဒီဟာနဲ့သွားလုပ်တယ်ပေါ့လေဒီနေရာမှာမပြဿနာရှိလာလဲဆိုရင်ကိုယ်စလေလွှဲစာလွှဲပေးလိုက်တဲ့သူကတည်သွားပြီတဲ့အကြာကြီးကြာသွားပြီသူလက်ရှိပဲရှိနေသေးအောင်သွားပြီးတော့ဒါအမီပြောင်းတဲ့ကိစ္စတွေလုပ်လာတာပေါ့လေဥပဒေရဒီဟာဘောင်မဝင်တော့ဘောင်မဝင်တဲ့အခါကျတော့ဒီအရှုပ်ချင်းလေးတွေဖြစ်လာတာပေါ့ဗျာဥပဒေရမြေခုံရတဲ့ကိစ္စတွေဖြစ်လာတယ်အရှုပ်ချင်းတွေဖြစ်လာတယ်ဖြည့်ရှင်းရတဲ့ကိစ္စတွေပြဿနာတွေတက်လာတယ်အဲ့တော့နောက်ပိုင်းမှာကျွန်တော်ကိုယ်စလေလွှဲတဲ့ကိစ္စကိုကန့်သက်တည်လှုပ်လာတာတော့သိရတယ်ပေါ့လေပေါင်နှင်ထားတဲ့မြေတစ်ကွက်ကိုရောဒီပိုင်ဆိုင်ထားတဲ့လူကရောင်းခွင့်ဝယ်ခွင့်ရှိလာတယ်အင်ရှင်မြေကိုဒါအယောင်းဝယ်လုပ်တဲ့ခါမှာစာချုပ်ထဲမှာဒီရောင်းတဲ့သူကဝန်ခံကတိပြုရတယ်ပေါ့လေအဲ့မှာပါလဲဆိုဒီမြေကိုသူလက်ရှိထားပိုင်ဆိုင်နေပေါ့ဗျာဒီမြေနဲ့ပတ်သက်လို့အကျိုးခံစားဝင်ကသူတရားပဲဖြစ်တယ်ဆိုရပေါင်ထားတာမရှိဘူးအာမခံပေးထားတာမရှိဘူးတရားရောက်ကိုလွှဲပြောင်းရရှာတာမရှိဘူးဆိုတဲ့အာမခံချက်ပေးရတယ်အယောင်းဝယ်ကိစ္စတွေမှာချုပ်ရှင်းပြဿနာတွေမဖြစ်လာရအောင်တ
ရောင်းတဲ့သူဘက်ကဝန်ခံကတိပြုရတာပေါ့ဗျာအဲ့တော့လူတယောက်ကကိုဝင်မဲ့မြေကဘန်မှာပေါင်ထားတယ်ဆိုပါစို့ဘန်မှာပေါင်ထားတဲ့မြေကိုကိုကဝယ်လိုက်မိတယ်ပေါင်ထားတဲ့သူကကျွေးပြန်မဆက်နိုင်တဲ့ခါကျတော့ဘန်ကအဲ့ဒီမြေကိုလာပြီးတော့တရားစွဲတော့ဘာလို့ဆိုတော့ဘန်ကလည်းသူထုတ်ချထားတဲ့ပတ်စံကိုသူကဆုံးရှုံးခံမှာမဟုတ်ဘူးသူကဒီငွေကိုပြန်ရလို့မဲ့သူကတရားစွဲမှာတရားရုံးကမှန်တယ်ဘန်ကပြောတာမှန်တယ်ဆိုရင်ပေါင်နှံထားတဲ့မြေကိုထုခွဲရောင်းချပြီးတော့မှဘန်ကိုပြန်ပေးမှာပေါ့ဗျာဝယ်တဲ့သူကလည်းဆုံးရှုံးမှုတွေဖြစ်နိုင်တာပေါ့ဗျာဒါရိုးရိုးလေးဒါစဉ်းစားကြည့်တာပြောပြတာဘန်မှာပေါင်ထားတာဖြစ်ဖြစ်တနေရာမှာပေါင်ထားတာဖြစ်ဖြစ်ဒီဟာတော့အယောင်းဝယ်လောက်တာကမလုပ်သင့်ဘူးတရားလည်းမဝင်ပါဘူးဒီဟာလေဆရာကျွန်တော်တို့အပေါင်ဆုံးခဲ့ရင်အပေါင်ထားတဲ့လူနဲ့အပေါင်ခံတဲ့လူကြားထဲမှာပိုင်ဆိုင်မှုတွေကိုဘယ်လိုလွှဲပြောင်းရလဲအဓိကတော့ကျွန်တော်တို့ဒီအပေါင်လုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင်တော့တရားဝင်လိုင်စင်ရှိမှဒါတရားဝင်လုပ်လို့ရတာပေါ့လေဒါပေမဲ့ကျွန်တော်တို့ကဒီပြည်သူတွေကြားမှာလုပ်ကြတာကတော့တရားဝင်အပေါင်လိုင်စင်မရှိဘူးဒီတိုင်းပဲကိုနဲ့နီးစက်ရကျွန်တော်တို့ပေါင်နှံတာတွေလုပ်ကြတာပေါ့ဗျာဒီဟာတော့အရန်အန်နေများတယ်ကျွန်တော်တို့ကလိုင်စင်မရှိတဲ့အခါကျတော့ပစ္စည်းတစ်ခုကိုတူးနဲ့ခြေတာတော့ဟုတ်တယ်မလားဒီလိုမျိုးတွေလုပ်ခွင့်မရှိဘူးအဲ့တော့ကျွန်တော်တို့ကဘာလုပ်လဲဆိုရင်မေတ္တာဖြင့်ငွေချေးပေးလိုက်တယ်ငွေချေးစာချုပ်ကျွန်တော်တို့လုပ်ကြရတယ်ရှိတယ်ဒီနေရာမှာကျွန်တော်တို့ကရှိတဲ့သူကပတ်စံမဆက်နိုင်လို့ပြဿနာတက်ကြပြီဟဲ့ဆိုရင်သူ့ကိုဥပဒေကြောင်းအရကျွန်တော်တို့ရာဇဝတ်မှုနဲ့တွားပြီးတော့ဆွဲဖို့ခက်တယ်ဘာလို့ဆိုတော့သူနဲ့ကိုနဲ့ကြားမှာဒါနှစ်ဦးသဘော agreement တစ်ခုလုပ်ထားတာလေပဋိညာဉ်နဲ့ဆိုင်သွားပြီတရားမအကြောင်းအရာဖြစ်သွားပြီပေါ့ဗျာသူကချီးငွေပြန်မဆက်နိုင်ဖို့ဆိုရင်3နှစ်အတွင်းမှာရှိထားတဲ့ငွေကိုပြန်ရလို့မလဲတရားဆွဲရမယ်ဒါမျိုးတွေရှိတာပေါ့လေပြီးတော့နောက်တစ်ခုကကျွန်တော်ဒီအရက်ဖက်မှာကျွန်တော်တို့ပေါင်နှံတာတွေငွေရှိတာတွေလုပ်တဲ့အခါမှာကို့မှာရှိတဲ့စာရွက်စာတမ်းမူရင်းအထောက်အထားတွေကိုပတ်စံရှိတဲ့သူသွားပေးထားတယ်ပတ်စံရှိတဲ့သူကကို့ကိုပြန်ချေးပေးလိုက်တယ်ဒါမဲ့အပေါင်ခံတဲ့သူကသူ့အိမ်ကိုလည်းလက်ရောက်မရဘူးစာရွက်တစ်ခုတည်းရှိတယ်ဆိုပေမဲ့လည်းလက်ရောက်မရဘူးပေါင်တဲ့သူကလည်းသူ့စီမှာစာရွက်စာတမ်းမရှိတဲ့အခါကျတော့သူကလည်းနောက်တစ်ရက်ပြန်ရောက်မယ်ဆိုရောင်းလို့မရဘူးအပေါင်ခံတဲ့သူကလည်းသူများစာရွက်စာတမ်းကိုတင်ထားရပဲရှိတယ်သူ့အိမ်ကိုကျွန်တော်သွားယူလို့မရဘူးဒီလိုမျိုးတွေချစ်တိုးမရနောက်ဆုံးမရအခြေအနေတွေဖြစ်တာပေါ့ဗျာပိုင်ဆိုင်မှုကိုလွှဲပြောင်းတဲ့ကိစ္စကြတော့အယောင်းဝယ်တို့ပေးကမ်းတာတို့ဒီလိုမျိုးမှပဲကျွန်တော်ရတယ်ပေါင်နှံတဲ့ကိစ္စနဲ့အိမ်တစ်လုံးကိုသွားပြီးတော့သိမ့်မယ်ဆိုတဲ့ဟာတော့မရပါဘူးအဓိကတော့ဒီပေါင်တဲ့သူနဲ့အပေါင်ခံတဲ့သူဘယ်လိုမျိုးဂတိကဝတ်တွေလုပ်ထားသလဲဆိုတဲ့ဟာမျိုးကျွန်တော်အဓိကကြည့်ရမှာပေါ့လေပေါင်တဲ့နေရာမှာတော့ဂရမ်မီလိုမျိုးဆိုရင်တော့ဘန်မှာကျွန်တော်တရားဝင်သွားပေါင်လို့ရတယ်ကျွေးကိုမဆက်နိုင်တော့ဘန်ကတော့ဒီဟာကိုထုခွဲရောင်းချပြီးတော့ပြန်ယူမှာပေါ့လေအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင်တော့ကလည်း case တစ်ခုလေးကြားဘူးတယ်ဥပမာသူကကျွေးသွားတောင်းတယ်ပေါ့ဥပမာဒီပေါင်နေတာပဲဖြစ်ဖြစ်အခြားအကျွေးပေးထားတာပဲဖြစ်ဖြစ်သူအဲ့အကျွေးရှင်မှာအိမ်ကြီးတွားပြီးတော့အကျွေးသွားတောင်းတဲ့အချိန်မှာအဲ့သူ့ကိုအကျွေးပေးရမယ့်လူကအကျွေးရှင်ကိုပိုင်မဲ့ကျူးလွန်နေဆိုပြီးတော့တရားဥပဒေနဲ့ပြန်ပြီးဆွဲဆိုတာမျိုးကြားဘူးတွေဗျာဆရာအဲ့ဒါတွေကရောဖြစ်ရမှန်တွေရောရှိလားဗျာရှိရဗျာဒါမျိုးတွေလေလူတယောက်ကတော့ပတ်စံလို့ကိုယ့်ရဲ့ပိုင်ဆိုင်မှုစာရွက်စာတမ်းထောက်ထားတွေကိုငွေကြီးရှိတဲ့သူတွေစီမှာသွားပြီးတော့ပေါင်လိုက်တယ်ပေါ့ဗျာပေါင်ခံတဲ့သူကပတ်စံထုတ်ပေးလိုက်တယ်ပြီးတော့စာရွက်စာတမ်းမူရင်းထောက်ထားတွေကိုတင်ထားတာပေါ့ဗျာဘိုလ်လူကပတ်စံမဆက်နိုင်တဲ့ခါကျတော့ပတ်စံသွားတောင်းတယ်သွားတောင်းတော့ဟိုကလည်းမပေးဘူးပေါ့ဗျာနောက်အဲ့မှာသူအရှိတင်ဖြစ်ကြပြီးတော့ပြဿနာတွေတက်ကြတာပေါ့ဗျာအဓိကတော့ကျွန်တော်တို့ကဥပစာတစ်ခုမှာလူတယောက်ကလက်ရှိနေထိုင်နေဆိုရင်သူ့ရဲ့ခွင့်ပြုချက်ရှိမှเนาะသူ့ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့အတင်းအဓမ္မဝင်ရောက်ကျူးကျော်ပြီးတော့အဲ့နေရာကိုကိုကဝင်ရောက်ကျူးကျော်လို့ရှိရင်ဒါကရာဇဝတ်မှုမြောက်နိုင်တယ်ပေါ့လေဘယ်လောက်တိုင်းတာတွေမြောက်တယ်လဲဆိုတဲ့ဟာသူဘယ်လိုပုံစံနဲ့ကျူးကျော်တယ်လဲဘယ်လိုမျိုးဝင်ရောက်တယ်လဲဆိုတဲ့အပေါ်မှာပဲမူတည်တယ်။ဒါပေမဲ့အရန်ရောဂါရသွားပြီးတော့သူများပိုင်တဲ့နေရာကိုအတင်းအဓမ္မတကားတွေဖျက်ဆီးပြီးတော့ကျူးကျော်ပြီးတော့ဝင်ရောက်တာမျိုးအပိုင်သိမ့်ဖို့ကြိုးစားတာမျိုးဆိုရင်တော့ဒီဟာတော့ရာဇဝတ်မှုမြောက်နိုင်နေပြီဟာလေဆရာဒီနောက်ပိုင်းမှာဒီအင်ရှင်အင်ငါပြဿနာလေးတွေလည်းတော်တော်စိတ်လေးကြားလာရတယ်ပေါ့နော်ဒီအင်ငါတဲ့အခါမှာရောအင်ရှင်အင်ငါအပြင်အလန်ပြီးထားတဲ့တတိထားတဲ့အချက်လေးတွေရှိနေပြောပြပါဦးဗျာဒါအဓိကပေါ့ဗျာကျွန်တော်တို့ဒီရန်ကုန်လိုမန္တလေးလိုဒါမြို့ပြတွေမှာ1960ပြည့်နှစ်မြို့ပြဆိုင်ရာငှားရမ်းကကြီးကျယ်ဥပဒေကိုကျွန်တော်တို့လေးစားလာနိုင်ရတယ်ရှိမှာတော့ဒါပစ္စည်းလွှဲပြောင်းခြင်းအဥပဒေဆိုတာရှိတာပေါ့ဗျာဒီမှာအင်္ဂါသူရဲ့တာဝန်ငှားရမ်းသူရဲ့တာဝန်ငှားချထားသူရဲ့တာဝန်ဒါမျိုးတွေရှိတယ်ဒါတွေကိုတော့ရှင်အင်္ဂါနဲ့ပတ်သက်တဲ့လိုင်းနာရမယ့်ပြဋ္ဌာန်းချက်လေးတွေရှိတာပေါ့ဗျာကျွန်တော်တို့ကဒီနေရာမှာသတိထားမယ့်ဟာတခုရှိတယ်ကျွန်တော်တို့မြေပိုင်ဆိုင်မှုပေါ့ဗျာကျွန်တော်တို့ရှိမှပြောခဲ့တာမြေပိုင်ဆိုင်မှုရှိတဲ့သူတရားကအဲ့ဒီမြေကြီးနဲ့မြေကြီးပေါ်မှာဆွဲခဲ့နေတဲ့အရာတွေကိုသူကပိုင်နေသူကလေသူပိုင်တဲ့မြေပေါ်မှာဆောက်လိုက်တဲ့အဆောက်အဦကလည်းဒါတကယ်ကတော့သူပိုင်တဲ့အဆောက်ပေါ့ဗျာ။ဘာလို့ဆိုတော့သူ့မြေမှာဆောက်ထားတာကိုအဲ့တော့ကျွန်တော်တို့က6ထပ်တိုက်တစ်ခုဆောက်လိုက်တယ်။တိုက်ခန်းတွေကိုသူကခွဲဝေပြီးတော့ပြန်ရောင်းတယ်ပေါ့ဗျာ။တိုက်ခန်းဝယ်တဲ့သူကတော့ဒီနေရာမှာဥပဒေရတော့အင်္ဂါပဲဗျ။ဘာဖြစ်လဲဆိုရင်သူကပိုင်ရှင်စီကနေအဲ့ဒီတိုက်ခန်းမှာတစ်သက်လုံးနေထိုင်ပိုင်ခွင့်ကိုသူကဝယ်လိုက်တာသူကလေပျောက်စနစ်ဆိုပြီးတော့ဒါလူသိများတယ်ပေါ့ဗျာပျောက်စနစ်ဆိုတဲ့ဟာကတော့နေထိုင်ပိုင်ခွင့်ကိုတန်ရတန်ကြီးပြီးတော့ဒါဝယ်လိုက်တာသူကဒီအခန်းကိုသူကတစ်သက်လုံးငှားရမ်းနေထိုင်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့မြေရှင်ကိုသူကအင်ရှင်ကိုသူကငှားရမ်းကသူကလာစဉ်ပေးရတယ်အိမ်လာကပေးရတယ်ပေါ့ဗျာဟုတ်ကဲ့ဆိုတော့ဥပဒေရတော့သူကအင်ရှင်ပဲဟောအဲ့တော့ကျွန်တော်တို့ဒီလိုတိုက်ခန်းဝယ်တဲ့အချိန်မှာတချို့ဆိုပြောကြတယ်
မြေအချိုးကျပိုင်ဆိုင်တယ်မြေအချိုးကျမပိုင်ဆိုင်ဘူးဆိုတာဒီနေရာမှာကွာရတာနေနော်ဆရာမှန်တယ်ကျွန်တော်တို့ဒီကွန်ဒိုမီနီယံဥပဒေကျွန်တော်ထွက်လာတဲ့နောက်ပိုင်းမှာဥပဒေနဲ့ညီဆောက်ထားတဲ့ဆောက်အဦတွေကကြတော့ကျွန်တော်ကမြေကိုအချိုးကျပိုင်ဆိုင်မှုရှိတယ်။ဒါပေမဲ့တိုက်ခန်းတွေကြတော့လူတူတယောက်ပိုင်တဲ့မြေပေါ်မှာဆောက်ထားတာဖြစ်တဲ့အတွက်ကြောင့်အင်ရှင်သည်မြေပိုင်တဲ့ရှုပဲကျွန်တော်တို့ကတိုက်ခန်းတစ်ခုကိုဝယ်လိုက်တယ်အပြောက်စနစ်နဲ့ဝယ်လိုက်တယ်ဝယ်လိုက်တဲ့သူကအပြင်မှာတော့အင်ရှင်ပိုင်ရှင်ပေါ့ဗျာတိုက်ခန်းပိုင်ရှင်လို့ပြောကြတယ်ဒါပေမဲ့ဥပဒေအရတော့ဒီဟာကအင်္ဂါပါပဲအဲဒါကြောင့်မြေရှင်ကိုကျွန်တော်တို့အင်္ဂါကပေးရတယ်အဲ့ဒီနေရာမှာသူကတသက်လုံးနေထိုင်ပိုင်ခွင့်ရှိတယ်အဲ့ဒီတိုက်ခန်းကိုနောက်တစ်ယောက်ကိုလွှဲပြောင်းရောင်းချလို့ရတယ်သူ့မှာသူတည်သွားလို့ရှိရင်လည်းသူ့ရဲ့သားသမီးတွေကိုအမွေဆက်ခံလို့ရတယ်ပြီးတော့မှသူကနောက်တစ်ယောက်ကိုထပ်ဆင့်ငှားရမ်းလို့ရတယ်ဆိုတော့ဒီနေရာမှာအင်္ဂါဆိုတဲ့နေရာမှာကျွန်တော်က2မျိုးဖြစ်လာပြီပထမအပြောက်စနစ်နဲ့ဝယ်ပြီးတော့ငှားရမ်းနေထိုင်တဲ့တိုက်ခန်းပိုင်ရှင်အင်္ဂါပေါ့ဗျာနောက်တစ်ယောက်သူကထပ်ဆင့်ငှားရမ်းတယ်3လစာချုပ်ချုပ်ပြီးတော့ငှားရမ်းတယ်6လစာချုပ်ချုပ်ပြီးတော့ငှားရမ်းတယ်ကာလတစ်ခုသတ်မှတ်ပြီးတော့ဒါထပ်ဆင့်ငှားရမ်းတာပေါ့လေဒီနေရာမှာဥပဒေနဲ့မလွဲကင်းတဲ့ကိစ္စတစ်ခုခုเนาะအစိုးရကိုဆန့်ကျင်ပြီးတော့ဖြစ်လာတဲ့ကိစ္စတစ်ခုဆိုရင်ငှားရမ်းတဲ့သူနဲ့ပဲအဓိကသက်ဆိုင်တာပေါ့ဗျာဒီမှာကျွန်တော်တို့အလွယ်သိကြတဲ့တိုက်ခန်းပိုင်ရှင်အင်ရှင်နဲ့လည်းသူ့တိုက်ခန်းမှာဖြစ်နေတဲ့ကိစ္စကိုသူလည်းတန်ဝေရမယ့်အပိုင်းဖြစ်လာတယ်ပေါ့လေအဲ့ဒါကြောင့်တချို့လူတွေဆိုရင်ဘယ်လိုလုပ်ကြလဲဆိုရင်တငယ်ချင်း9ယောက်ရှိတယ်ဆိုရင်မြေတိုကက်ကိုအဲ့တငယ်ချင်း9ယောက်နဲ့ပူးတွဲပြီးတော့ဝယ်လိုက်တယ်ပေါ့ဗျာအမြေပေါက်ဝယ်လိုက်တယ်ပြီးတော့မှအဲ့ဒီမြေပေါ်မှာစောက်ဆောက်ပြီးတော့အခန်းခွဲဝေပြီးတော့ယူရတယ်ပေါ့ဗျာအဲ့ဒါဆိုရင်သူတို့ကမြေပါပိုင်ဆိုင်တဲ့အတွက်ကြောင့်ဒီအဆောက်အဦကြီးပျက်စီးပြိုကျသွားရင်လည်းသူတို့ပူးထွေးပြီးတော့ပိုင်ဆိုင်တာဖြစ်တဲ့အတွက်ကြောင့်မြေပိုင်ရှင်ကသူတို့9ယောက်ဖြစ်တဲ့အတွက်ကြောင့်သူတို့စိတ်ကြိုက်အဆောက်အဦပြန်ဆောက်လို့ရတာပေါ့လေဒါပေမဲ့မြေပိုင်ဆိုင်တဲ့သူက1ယောက်ဆိုရင်တော့တိုက်ခန်းပိုင်ရှင်တွေကမြေပိုင်ဆိုင်မှုမရှိဘူးဆိုရင်တော့ဒီတိုက်ခန်းကြီးပြိုကျပျက်စီးသွားတယ်ဆိုရင်သူတို့ဝယ်ထားတာကပထမအဆောက်အဦပေါ်မှာပဲသူတို့ကဝယ်ထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီတိုက်ကြီးပြိုကျပျက်စီးသွားရင်သူတို့ရဲ့ကြိုးခံစား권လည်းအဲ့ဒီစာချုပ်ကလည်းเนาะပြစ်ပြတဲ့စာချုပ်ဒါဖြစ်သွားပြီပေါ့လေအဲ့ဆိုဆရာကျွန်တော်ဒီမြေအချိုးကျပိုင်ဆိုင်မှုမရှိတဲ့တိုက်ခန်းတွေအတွက်ဆိုရင်ရောကျွန်တော်မှတ်ပုံတင်စာချုပ်ချုပ်ဆိုတာမျိုးနဲ့ပိုင်ဆိုင်မှုကိုပို့ပြီးခိုင်မာစေတာမျိုးတွေရောလုပ်လို့ရတာဗျာအဓိကတော့ကျွန်တော်တို့ဒီမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကိုအယောင်းဝယ်လုပ်တဲ့အခါမှာတန်ဖိုးငွေကျပ်3သိန်းနဲ့အထက်ရှိတဲ့ပစ္စည်းတွေဆိုရင်ကျွန်တော်မှတ်ပုံတင်စာချုပ်ရှုပ်ရတယ်မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းဒီနေရာမှာမှတ်ထားမှာမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းပေါ့ဗျာအထူးသဖြင့်ကတော့မြေရောင်းဝယ်လုပ်တဲ့အခါမှာငွေ3သိန်းနဲ့အထက်တန်ဖိုးရှိတဲ့အားတွေကိုမှတ်ပုံတင်စာချုပ်ရှုပ်တဲ့ခါကျမှပဲပစ္စည်းလွှဲပြောင်းခြင်းအဥပဒေအရသူကတရားဝင်လွှဲပြောင်းခြင်းမရောက်တယ်ဒါပေမဲ့ဒီနေရာမှာတိုက်ခန်းကိုဝယ်ရဲဆိုတာကျွန်တော်တို့ဒီတိုက်ခန်းကိုနေထိုင်ပိုင်ခွင့်ကိုပဲဝယ်လိုက်တာဒီနေရာမှာကျွန်တော်တို့စဉ်းစားမယ့်ချက်ကအဲ့ဒီတိုက်ခန်းမှာနေထိုင်ပိုင်ခွင့်ကိုပဲအပြောက်စနစ်နဲ့ဝယ်လိုက်တာအဲ့ဒါကြောင့်ကိုကတိုက်ခန်းဝယ်တယ်ဆိုပြီးတော့အဲ့ဒီတိုက်ခန်းမှာကိုစိတ်ကြိုက်ဟုတ်တယ်မလားနေရန်တွေကိုထွင်ထူတာတော့ပုံစံပြောင်းလဲပြီးလုပ်တာတော့လုပ်ခွင့်မရှိဘူးဘာဖြစ်လို့ဆိုတော့ကိုကအဲ့ဒီတိုက်ခန်းမှာကိုကနေထိုင်ပိုင်ခွင့်ကိုပဲဝယ်ထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီတိုက်ခန်းနဲ့ပတ်သက်ပြီးတော့အဲ့ဒီတိုက်အဆောက်အဦနဲ့ပတ်သက်ပြီးတော့သူကပုံစံပြောင်းလဲပိုင်ခွင့်သူမရှိဘူးအဲ့တော့ကျွန်တော်တို့ကဒီဟာကပတ်ပုံတင်လို့မရဘူးအဓိကဒီဟာလေးကိုကျွန်တော်တို့အကုန်လုံးဒါရှင်းရှင်းလင်းလင်းဖြစ်အောင်ဒီထားသင့်ပါတယ်ဒီဟာလေးဆရာအဆွေကျွန်တော်တို့ဒီတိုက်ခန်းဝယ်ပြီးသားလူတွေအနေနဲ့ရောသူ့ရဲ့ပိုင်ဆိုင်မှုတွေကိုမဆုံးရှုံးရအောင်လို့ဘယ်လိုနည်းတွေနဲ့ကာကွယ်လို့ရလဲဆိုတော့ဒါကအရေးကြီးတဲ့မိခွန်းပါပဲအပြောက်စနစ်နဲ့ဝယ်ယူရဆိုတဲ့ဟာကနေထိုင်ပိုင်ခွင့်ကိုပဲဝယ်ထားတာဖြစ်တဲ့အတွက်ကြောင့်တိုက်ကြီးပြိုကျပျက်စီးသွားရင်သူ့ရဲ့ချုပ်ဆိုထားတဲ့ agreement ကလည်းဒါအလိုလျောက်အကျုံးမဝင်တော့ဘူးပေါ့ဗျာတိုက်ခန်းပိုင်ရှင်တွေမှာရပိုင်ခွင့်မရှိနိုင်ဘူးလေကိုယ့်ရဲ့ပိုင်ဆိုင်ခွင့်မဆုံးရှုံးအောင်တော့ကျွန်တော်ဘဏ်မှာအာမခံကုမ္ပဏီတွေမှာအာမခံထားတာတို့ဒီလိုမျိုးတွေကျွန်တော်တို့လုပ်လို့ရတယ်ကိုကတိုက်ခန်းတစ်ခုဝယ်လိုက်တယ်တဘွားဘေးရန်တွေတစ်ခုကြောင့်ပြိုကျပျက်စီးသွားရင်ကိုယ့်ရဲ့ဆုံးရှုံးမှုနဲ့နာမိုးတွေမဖြစ်အောင်အာမခံထားတာတော့ဒီလိုမျိုးတွေလုပ်လို့ရတယ်သူ့ရဲ့စီမီစည်းကမ်းတွေနဲ့ညီရဆိုရင်ဘယ်လိုလားအပ်တဲ့တဘွားဘေးရန်တွေကြုံလာတဲ့အခါမှာအာမခံကုမ္ပဏီကပြန်ပြီးတော့ပေးတာမျိုးတွေပေါ့ဗျာဒါမျိုးတွေကျွန်တော်တို့လုပ်လို့ရတယ်အဲ့ဒါကြောင့်ကျွန်တော်နောက်ပိုင်းမှာဒီအာမခံကုမ္ပဏီတွေကငလျင်ကြောပေါ်မှာရှိနေတဲ့ဒီအဆောက်အဦတွေကိုအာမခံပေးဖို့အတွက်ပြန်ပြီးတော့စဉ်းစားတာတော့အာမခံမပေးတော့တာဒီမျိုးတွေသတင်းတွေကြားရတာပေါ့လေအာမခံကတော့ပို့ပြီးတော့နက်နယ်ရှုပ်ထွေးတဲ့ကဏ္ဍဖြစ်သွားပြီပေါ့နော်ဟုတ်တယ်ကိုကတနာလို့အခုလာတောင်းတဲ့လူတွေပေါ့နော်ကိုအိမ်ကိုချင်မှာပေးနေလိုက်တယ်ဆိုရင်နောက်တစ်ချိန်မှာအဲ့လိုမျိုးပြဿနာလေးတွေဖြစ်လာနိုင်တာဗျကျွန်တော်တို့ကကိုပိုင်တဲ့မြေခွက်တစ်ခုမှာပေါ့ဗျာတရားရောက်ကကျွန်တော်ကိုခဏလောက်နေခွင့်ပြုပါလို့ကိုကအခုညတောင်းလာလို့ရှိရင်ကိုကလည်းထားမယ်ဆိုရင်ဘယ်လိုပုံစံနဲ့ထားမယ်ဆိုရတာကိုကျွန်တော်တိတိကျဆုံးဖြတ်ပြင်တယ်သူ့ကိုခမဲ့နေထိုင်ခွင့်ပြုမှာလားဒါမှမဟုတ်အခကြီးငွေယူပြီးတော့မှနေထိုင်ခွင့်ပြုမှာလားခမဲ့နေထိုင်ခွင့်ပြုတယ်ဆိုရင်လည်းသူနဲ့ကိုယ်နဲ့ကြားမှာခမဲ့နေထိုင်ခွင့်ပြုရဆိုတဲ့အကြောင်းဘယ်လိုအသိမှတ်ပြုပြီးတော့ဘယ်လိုနေထိုင်ခွင့်ပြုလဲဆိုတဲ့အကြောင်းစီကံချက်လေးတွေထားပြီးတော့မှ agreement တစ်ခုယူထားပြီးတယ်။ဆိုတော့အခကြီးငွေနဲ့နေထိုင်ခွင့်ပြုတယ်ဆိုရင်လည်းဒါအင်ရှင်ငါးသဘောတက်ရောက်သွားပြီပေါ့လေ။သူဘက်ကငါးရန်ကပေးတာတွေကိုလည်းဗောက်ချာတွေနဲ့တကွစနစ်တကျလုပ်တင်တယ်။
အဲ့ခါကြမှာပဲပြဿနာတစုံတရာဖြစ်လာလို့ရှိရင်အထောက်အထားတွေကိုပြပြီးတော့မှအလွယ်တကူကျွန်တော်တို့ကတရားဥပဒေနဲ့အညီတရားဥပဒေရဲ့အဆုံးဖြတ်ကိုကျွန်တော်တို့ခံယူလို့ရတယ်ပေါ့လေဒီနေရာမှာကျွန်တော်တို့ကသတိထားသင့်တဲ့အချက်တစ်ခုကျွန်တော်တို့ရှိတယ်ဝင်နေတဲ့သူကပိုင်ရှင်ကိုဆန့်ကျင်ပြီးတော့သူပိုင်တဲ့မြေလို့သဘောထားပြီးတော့သူပိုင်တဲ့ပစ္စည်းတစ်ခုလို့သဘောထားပြီးတော့နေပြီဆိုရင်အဲ့ဟာကပိုင်ရှင်ကိုဆန့်ကျင်ပြီးတော့လက်ရှိထားတဲ့သဘောတရားတက်ရလာပြီလူတရားကနေပြီးတော့ပိုင်ရှင်ကိုဆန့်ကျင်ပြီးတော့သူပိုင်တဲ့ပစ္စည်းတစ်ခုလို့သဘောထားပြီးတော့နေပြီဆိုရင်အဲ့ဒါသတိထားရတော့မယ်အရှင်12နှစ်ကျော်တာနဲ့သူ့ကိုတရားစွဲဆိုပြီးတော့နှိမ်ထုတ်ပိုင်ခွင့်ဆုံးရှုံးတယ်12နှစ်အတွင်းမှာသူ့ကိုတရားစွဲပြီးတော့ပြန်ပြီးတော့နှိမ်ထုတ်တာတဲ့ကျွန်တော်တို့ကလောက်ရတော့မယ်လူတယောက်ကိုကိုယ့်ရဲ့ရှန်ထဲမှာထားမယ်ဆိုတာကအရန်လွယ်တယ်ဒါပေမဲ့ပြန်ပြီးတော့နှိမ်ထုတ်ဖို့ကအရန်ခက်တယ်အမှန်ပါပဲဗျာကိုယ့်အိမ်မှာနေတဲ့လူကပိုင်ရှင်စန့်ကျင်နေဆိုတာအကြောင်းဘယ်လိုသဘောမျိုးပြောရအဓိကပေါ့ဗျာကျွန်တော်တို့တာမန်လူတွေနားလဲလွယ်အောင်ပြောရမယ်ဆိုရင်သူများမိကိုပေါ့ဗျာကိုယ့်မိလို့သဘောထားပြီးတော့နေတာကိုပိုင်ရှင်ကိုဆန့်ကျင်ပြီးတော့နေတာပြောတာဆိုတော့ပေါ့ဗျာကိုကမိတို့ကမှအခမဲ့နေထိုင်ခွင့်ပဲဖြစ်ဖြစ်ကိုကနေထိုင်ခွင့်ပြုလိုက်ပြီသူကခပြီးတော့နေထိုင်ခွင့်ပြုရထားပါအောင်နောက်ပိုင်းကျသူကပတ်စံမပေးတော့ဘူးငါမပေးတော့ဘူးကွာဒီမိကငါပိုင်တဲ့မိပဲဘယ်သူမှငါလာနေမထုံနဲ့မင်းတို့ဆွဲနေရမှာဆွဲဒီမိကငါပိုင်တဲ့မင်းတို့လည်းအကျိုးခံစားပေးမှာမဟုတ်ဘူးဒါကငါပိုင်သွားပြီအစရှိပင်ဒီလိုမျိုးတွေပိုင်ရှင်ကိုဆန့်ကျင်ပြီးတော့အဲ့ဒီဥပစာကိုသူပိုင်တဲ့မြေလိုမျိုးသဘောထားပြီးတော့ပိုင်ရှင်ကိုဆန့်ကျင်ပြီးတော့နေတဲ့သဘောတရားကိုပြောပြတယ်နော်လူညစ်ပေါ်ပြောရမယ်ဆိုတော့ပါမစ်မြေတွေဆိုရင်အမွေဆက်ခံခွင့်မရှိဘူးလို့ဆိုတာဟုတ်လားဗျအဲ့ဒါအမှန်ပဲဗျပါမစ်မြေဆိုတဲ့ဟာကအစိုးရရဲ့စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေတနည်းအားဖြင့်အလွယ်ပြောရရင်ဒါအစိုးရရဲ့မြေပေါ့ဗျာဆိုတော့လူတွေကိုနေထိုင်ခွင့်ပြုထားတာပဲတကယ်ပိုင်ဆိုင်ခွင့်ကအစိုးရပဲအဲ့တော့ကျွန်တော်တို့ကခုနကကျွန်တော်တို့ရှေ့မှာပြောခဲ့သလိုမြေပိုင်ရှင်ဆိုတဲ့ဟာကမြေကိုအမီပေါက်ပိုင်ဆိုင်ခွင့်ရတဲ့သူကသူ့မြေကိုတရားဝင်ရောင်းချလို့ရတယ်ပေါင်နှံလို့ရတယ်ပေးကမ်းလို့ရတယ်တချင်ချင်းမှာသူတည်သွားလို့ရှိရင်သူ့မှာကြံခဲ့တဲ့သားသမီးတွေကအမွေဆက်ခံလို့ရတယ်အမွေဆက်ခံရမှာအရှင်းဖြစ်ကြရင်ပြဿနာတက်ကြရင်တရားရုံးရဲ့အဆုံးဖြတ်ကိုခံယူလို့ရတယ်เนาะဒီဟာကအမွေရှင်ပိုင်ဆိုင်တဲ့မြေဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ကျွန်တော်တို့ကဒီပါမြင့်မြေကြတော့ဒါအစိုးရရဲ့စီမံခန့်ခွဲမှုအောက်မှာရှိတဲ့မြေဖြစ်တော့အမွေတောင်းမယ်ဆိုရင်အစိုးရစီကပဲတော်ထားမဲ့သဘောဖြစ်တာပေါ့ဗျာဒါကတော့ရည်စရာပြောပြတာပါเนาะပါမြင့်မြေကတော့အစိုးရမြေဖြစ်တဲ့အတွက်ကြောင့်အမွေဆက်ခံပိုင်ခွင့်လုံးဝမရှိပါဘူးတရားရုံးမှာအမွေခွဲပေးပါဆိုပြီးတော့ခြောက်ထားလို့လည်းရမှာမဟုတ်ဘူးဘာလို့ဆိုတော့အစိုးရမြေဖြစ်နေတဲ့အတွက်ကြောင့်ဆရာဆိုရင်ကျွန်တော်တို့ဒီပါမစ်မြေတွေကိုတော့အမွေရအောင်လို့တော့လုပ်ယူလို့ရလားဗျလုပ်လို့ရတဲ့နည်းလမ်းကတော့ဗျာမြေတူကရှာပေးလိုက်တဲ့ပါပစ်မြေပေါ့လေမူလကတော့အစိုးရရဲ့စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေအစိုးရမြေပေါ့ဗျာအစိုးရစီကနေကျွန်တော်တို့ကငှားရမ်းကကျွန်တော်ရှာရမယ်မြေငှားစာချုပ်ချရမယ်ပေါ့ဗျာဒီမြေကိုကျွန်တော်ကိုတရားဝင်သုံးစွဲခွင့်ပေးပါဆိုပြီးတော့အစိုးရစီမံရှာရမယ်အိမ်မှာမြေငှားဂရန်ဇလန်ကအိမ်မှာစတာပေါ့လေကိုကနေပြီးတော့ပါမစ်စာရွက်မှာအမီပေါက်တဲ့လူကိုယ်တိုင်လည်းဖြစ်နေတယ်ကျွန်တော်ကိုဒီမြေကိုငှားရမ်းသုံးစွဲခွင့်ပေးပါဆိုပြီးတော့ဂရန်ရှာရမယ်သွားပြီးတော့လေသူ့နာမည်နဲ့ဂရန်အမီပေါက်ထွက်လာပြီးဆေးဆိုရင်ဒီဟာကပုဂ္ဂလိကကြိုးခံစားခွင့်ရပြီသူ့ရဲ့စီမံခန့်ခွဲပိုင်ခွင့်ရှိသွားပြီအဲ့ဒါကြောင့်ဒီဟာကိုဂရန်ထွက်သွားပြီဆိုရင်ငွေဆက်ခံလို့ရသွားပြီဟုတ်ကဲ့နားလည်ပြီဗျလက်ရှိမှာကျွန်တော်ကဒါပါမစ်အမီပေါက်ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်အမွေပေးခဲ့ခြင်းတယ်ဆိုရင်အဲ့မြေကိုကျွန်တော်ကိုယ်တိုင် grand အမီပေါက်ဖြစ်အောင်လုပ်ပြီးမှသာလျှင်ကျွန်တော်ရဲ့နောင်လာနောင်သားကိုအမွေဆက်ခံတောက်လျှောက်ပေးကမ်းလို့ရမှာပေါ့နော်မှန်တယ်ဆရာအင်ချင်မြေရှိနေတဲ့တန်းတစ်လျှောက်လုံးမှာပေါ့နော်ဒီလိုအမတ်တရကိစ္စလေးတွေနဲ့ကြုံခဲ့ရပြီပါဗျာအမတ်တရတွေကတော့အများကြီးပါပဲဗျာကျွန်တော်ညတကရန်ထားပြီးတော့ဆရာရေးအကျွေးရှင်ကကျွန်တော်အိမ်ကိုလာသိမ်းတော့မယ်တစ်ချက်လောက်အကြံပေးပါဦးလို့ဆရာရေးတစ်သက်လုံးရှာဖွေပြီးတော့ဝယ်ထားတဲ့အိမ်လေးကတော့ဆုံးရှုံးရတော့မယ်ဘယ်လိုလုပ်သင့်လဲတစ်ချက်လောက်အကြံပေးပါဦးလို့ဦးကြီးတောင်းတာတွေဒါမျိုးတွေကတော့အများကြီးရှိတာပေါ့လေကျွန်တော်တို့ဒီမြေနဲ့ပတ်သက်ပြီးတော့အမတ်တရကိုတိဖြစ်ရတဲ့တခုပြောပြရင်ဒီလှဲကူမှာကျွန်တော်မိတ်ဆွေတရားရှိတယ်ဗျရွာမြေကွက်လေးတစ်ကွက်ဝယ်ရင်းနေပေါ့လေသူ့အဖေကိုထားရင်းနေရှိလို့ဝယ်တာမဟုတ်ဘူးဒီဟာကြီးဆုံးရှုံးသွားရင်သူတို့ဘဝပြက်ပြီးတော့ဆုံးရှုံးမခံနိုင်ဘူးပေါ့လေဆရာရေးဒီမြေနဲ့ပတ်သက်ပြီးတော့ကျမတို့ကိုတစ်ချက်လာလမ်းညွှန်ပေးပါဦးရွာမြေပေါ့ဗျာကျွန်တော်ကတော့ဖုန်းနဲ့နေပြီးတော့သူ့ကိုလှမ်းပြီးတော့အကြံပေးတယ်ရွာမြေစစ်မစစ်တေချာလေးကျွန်တော်စုံစမ်းဖို့လိုတယ်အနည်းပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုလည်းစုံစမ်းကြည့်ဖို့လိုတယ်အထူးသဖြင့်ကတော့ဒါအုပ်ချုပ်ရေးမှုကိုမေးကြည့်ရမှာပေါ့ဗျာရွာမှာအကြတာကအစသူတို့ကသိတယ်အမှုခင်းဖြစ်နေတဲ့မြေလားဒီမြေကရွာမြေစစ်ရလားဘလို့မြေလဲပြဿနာတွေရှိလားဆိုတော့သူတို့သိတယ်ကျွန်တော်ကတော့သူ့ကိုလှမ်းပြီးတော့အကြံပေးတယ်သူကလည်းအားတဲ့ချိန်မှာသွားပြီးတော့လေ့လာကြည့်တာပေါ့ဗျာအဲ့ဒါဆိုကျွန်တော်တို့တည့်ရချိန်ပြီးတော့ကျွန်တော်သွားကြတာပေါ့ဗျာသွားတော့တခါတည်းကျွန်တော်စရင်တွေဘာတွေမရှိတော့ဘူးတခါတည်းပတ်စံအကြည့်ရှိပြီးတော့ဝယ်မယ်ပတ်စံအဲ့ကိုတခါတည်းသေသွားတာပေါ့ဗျာကိုဘက်ကမြေရောင်းမဲ့သူကတော့ကျိုးဆောင်တရားပေါ့ဗျာသူကလည်းအယောင်းဝယ်လုပ်ဖို့အတွက်သူ့ရဲ့မြေခွက်မှာသူကစောင့်နေတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ရွာကိုရောက်သွားတဲ့ခါကျတော့ရွာအဝင်ဝါနာမှာတက်ကိတ်တစ်ခုရှိတယ်ဗျအဲ့တော့ကျွန်တော်စဉ်းစားတာကတက်ကိတ်ကိုဖြတ်ပြီးတော့သွားရတယ်ဆိုတော့ဒီမြေကတက်နဲ့မြတစ်ခုခုများပတ်သက်နေသလားဆိုတော့တန်တရားပေါ့ဗျာအဲ့တော့ငါတစ်ခုခုတော့ထပ်ပြီးတော့စုံစမ်းမှဖြစ်မယ်ဆိုပြီးတော့ကျွန်တော်အတွေ့ရလိုက်တယ်ကားပေါ်မှာပဲကျွန်တော်ရဲ့မိတ်ဆွေကိုမြေနဲ့ပတ်သက်ပြီးတော့တခြားပါတယ်သိထားသေးတယ်အုပ်ချုပ်ရေးမှုရောမေးထားသေးလားဆိုတော့ပြီးတော့သူကအုပ်ချုပ်ရေးမှုတော့မမေးရသေးဘူးတဲ့ချက်ချင်းကျွန်တော်ရွာရဲရောက်တာနဲ့သူ့ကိုကားပေါ်ကနေဆင်းခိုင်းပြီးတော့ဒီလူကြီးပိုင်းတွေပေါ့ဗျာကျွန်တော်မေးခိုင်းတယ်ဒီမြေကတကယ်တက်နဲ့ပတ်သက်တဲ့မြေလားဘယ်လိုမြေလဲဆိုတဲ့ဟာလေ
ကျွန်တော်တို့အယောင်ဝင်လုပ်မဲ့မြေကရွာကလူကြီးပိုင်းတွေကလည်းကာကနနာမပြောတတ်ဘူးအဲ့တော့နောက်ဆုံးမှာကျွန်တော်အုပ်ချုပ်ရေးမှုစီကိုချီတက်ရတာပေါ့ဗျာအုပ်ချုပ်ရေးမှုကိုတွေ့အောင်ချပြီးတော့ကံကောင်းထားမှာတော့အုပ်ချုပ်ရေးမှုကိုသူ့အိမ်မှာသွားတွေ့တယ်အုပ်ချုပ်ရေးမှုအကျိုးကြောင့်ရှင်းပြတယ်ပေါ့လေအုပ်ချုပ်ရေးမှုဒီရွာကဒီဘသူကပိုင်တဲ့မြေပေါ့လေဒီမြေကိုကျွန်တော်တို့ဝင်ဖို့စိတ်ဝင်စားတယ်အယောင်ဝင်လုပ်ဖို့အတွက်ဘယ်လိုဖြစ်နိုင်လဲဆိုတဲ့အမေးကြည့်လိုက်တဲ့ခါကျမှသူပြောပြတာကဒီမြေကသာသနာမြေရွာကအိမ်နာမှာရှိတဲ့ဆရာတော်နဲ့ဒါပြဿနာဖြစ်ကြတယ်သူကအမှုရှုံးတဲ့သူထောင်တော့ကြားတော်သေးတယ်ပေါ့လေဆိုတော့ဒီကလာနာ30ကိုကြားပြီးတော့နိုင်ငံတော်ကနေဒီမြေကိုသာသနာမြေတရားဝင်ချထားပြီးသားခင်ဗျားတို့အယောင်ဝင်လုပ်မယ်ဆိုရင်ကျွန်တော်လက်မှတ်ထိုးမပြီးဘူးကတော့အုပ်ချုပ်ရေးမှရှင်းပြတာပေါ့ဗျာကျွန်တော်တို့ဒီအယောင်ဝင်အပိသက်အယောင်ဝင်လုပ်ဖို့အချိန်15မိနစ်လောက်အလိုမှာကျွန်တော်ရဲ့မိတ်ဆွေကိုငွေကြေးဆုံးရှုံးမှုမရှိအောင်ကျွန်တော်ကဲတင်လိုက်နိုင်တာပေါ့ဗျာဒီဟာတော့တကယ်အမှတ်တရတစ်ခုပါပဲတကယ်လဲစိတ်ဝင်စားဖို့ကောင်းတယ်ဆရာပြောသလိုစာရွက်စာတမ်းစစ်ဆေးတဲ့ဘာညာဆိုတာထက်လည်းပုံဝင်းကျင်ကိုအကဲခတ်ဖို့လည်းအရေးကြီးရပါတော့ဆရာမှန်တယ်ဗျကျွန်တော်တို့ကိုယ်ရဲ့မဲ့မြေကအရှုရှင်တွေရှိသလားဘလို့မြေအမျိုးအစားလဲဆိုတဲ့ဟာကိုတိတိကျကျသိရဖို့ကအရေးကြီးဆုံးပဲဆိုတော့အင်ချန်မြေဆိုတာကတန်ဖိုးလည်းကြီးမားပါတယ်ဒီဟာလေးတွေကိုတိတိကျကျစစ်ဆေးဖို့လိုပါတယ်ဆရာဒါဆိုရင်ကျွန်တော်တို့ဒီအစီအစဉ်ကိုကြည့်နေတယ်ပေါ့နော်အင်ချန်မြေကိုစိတ်ဝင်စားတဲ့လူတွေအတွက်ဆရာအနေနဲ့ဘလို့အမှားစကားလေးပြောပြရှင်လဲဗျဒါအင်ချန်မြေကိုဝယ်ယူရမယ့်ကျွန်တော်မိတ်ဆွေတွေကိုအဓိကပြောချင်တာကတော့အင်ချန်မြေတစ်ခုဝယ်ရမယ်ဆိုရင်ဘယ်တော့မှဆန္ဒမစော့ပါနဲ့ဇွတ်တင်မလုပ်ပါနဲ့သူများပြောတိုင်းလည်းမယုံလို့ပါတယ်အရာရာကိုကျွန်တော်တို့တန်တရားစိတ်နဲ့ကြည့်မှကျွန်တော်တို့အမှန်ကိုမြင်နိုင်ပါတယ်အင်ချန်မြေဆိုတာကအရန်ကိုတန်ဖို့ကြီးမားပါတယ်ဆုံးကျိုးနိုင်ခြင်းလည်းများပါတယ်ကိုယ့်အိတ်ထဲကပတ်စံကိုအလုံးလိုက်အခဲလိုက်ထုတ်ပြီးတော့ပြရမှာဖြစ်တဲ့အတွက်ကြောင့်ရှင်မေရဆုံးချုံမှုတွေနဲ့ကြုံရနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ဒီအင်ချန်မြေဝယ်ရမယ်ဆိုရင်ကျွမ်းကျင်တဲ့ဥပဒေသမားတွေကျွမ်းတဲ့သူတွေနဲ့တိတိကျကျတိုင်ပင်ပြီးတော့မှအယောင်းဝယ်လုပ်ကြဖို့အဓိကပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ